နေ့မှဒီစာလေးဖတ်ပြပါမယ်ရှင်။စာရေးဆရာမမေညူရဲ့သူ့ကိုချစ်မိအပြည့်ရှိတဲ့။နားထောင်ပြကြပါနော်။ငါကိုယ်တိုင်ထုစစ်ထားတဲ့ငါတို့အတိတ်တွေငါအခန်းထဲမှာပြည့်မမေ့တာမဟုတ်ပါဘူးမမေ့ချင်ခဲ့ရပါချစ်တော်ကြီးဘဝမှာဘယ်ချိန်တွေကအနာကျင်ရဆုံးလဲလို့မေးကိုကသူ့ကိုရည်ရွယ်သူကတခြားတစ်ယောက်ကိုရည်ရွယ်တဲ့အချိန်တွေလို့ဖြေရပါလိမ့်မယ်ပြန်ခုံမဲ့အတင်နဲ့ဖုံးတွေခဏခဏချပစ်ခဲ့ပါတယ်နောက်ဆုံးတော့ပဲဝီးသွားတာပဲအဖတ်တင်တယ်ကိုကသူ့အတွက်တည်ရဲပါတယ်ဆိုမှသူကအဲ့ဒီမိန်းကလေးအတွက်အသက်ပေးနေခဲ့အော်ကိုမှနှစ်ခါတည်ရတယ်ကိုမပျော်ရွှင်ရတဲ့ရေဝန်းတွေကိုရှောင်မှချစ်ရဲ့ပင်ပန်းလာတဲ့အခါပြန်လှည့်ခဲ့ပေါ့အရင်လိုပဲအရင်နံပါတ်ပဲကျိုးဆွေးရလဲကားခဲ့တယ်ဝေးသွားအောင်လဲခါခဲ့တယ်ဒါလဲထားခဲ့တာပါပဲအရေးကလေးပဲထွေးပွေရခြေပမိုးလေးပဲနမ်းရတစ်ချိန်ထိတင်းကွတောင်တဘဝတည်ပြောပါပြီတကယ်ချစ်မိတဲ့နောက်ဒါငါပိုင်လို့အမြည်တက်ချင်လာတယ်တွေးချင်တယ်ထိချင်တယ်နမ်းချင်တယ်ပြေးတွေးချင်တယ်ဖတ်ထားချင်တယ်ဒါပေမဲ့ငါပိုင်မဟုတ်ပျော်စီချင်တယ်ပြုံးစီချင်တယ်အထီးခိုက်အနာတရားကင်းနဲ့အသက်ရှင်စေချင်တယ်သူ့မျိုးသမီးလေးနဲ့လည်းအစဉ်ပြေစေချင်တယ်အရာအလုံးအတွက်ကျွန်တော်သူ့ကိုရွေးခဲ့တယ်သူကတော့ကျွန်တော်ကိုပြစ်ပြီးအရာအလုံးကိုရွေးသားတယ်တရားပါတယ်ချစ်တဲ့သူကိုချစ်တယ်လို့ပြောခွင့်ရချိန်မှာငါသိချစ်ကြောင်ဝန်ခံခဲ့တယ်စီးရီပေါင်းတွေမရှိဘူးဘာနာမည်မှလည်းမတက်ခဲ့ဘူးအချစ်ဟာဒီလိုနဲ့ခွန်အားတွေပေးပြီးဒီလိုမျိုးအကုသိုလ်လည်းပေးတယ်တွေးဆုံကိုအမားရွေးနေတဲ့တတိမရှိတဲ့ယောက်ျားတွေကြောင့်ချစ်ပါတယ်ဆိုတဲ့စကားတစ်ခုနဲ့ဒိုင်းခိခင်အပါဝင်ကျမတို့မိမငယ်တွေဘလောက်များစတိရအောင်ပါလဲစီးတဲ့ယူမတက်လွမ်းနေလေဖုံးမိအောင်ထိန်ရတယ်မျက်ရည်ဇလက်တွေနဲ့လည်းအစဉ်ပြေခြင်းအောင်စောင်းရတယ်တီလာအောင်ချစ်လေဝေးကိုပြေးထွက်ရတတ်တယ်တစ်ချက်ကလေးတောင်လည်းမကြည့်ပဲထားခဲ့ခံရတဲ့ငါကမင်းထားခဲ့တဲ့နေ့လေးမှာပဲမင်းကိုစောင့်နေသေးတယ်ဆိုတာမင်းသိခဲ့ရင်မင်းတော်ရင်တွေကိုရအောင်ပါပဲငါတို့ကကိုယ်တမဟုတ်တဲ့သူကိုတပွားလုံးစောင့်ခဲ့ရတယ်